အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီကနေ့ကျွန်တော်ဆိုင်မှာရောက်ထားတဲ့ Odyssey line ကရင်မွေး3မျိုးကို unboxing လေးလုပ်ရင်လည်းအနက်နေဘယ်လိုရှိလဲဆိုတာလေးကိုပြောပြပေးသွားမယ်ပေါ့နော်စိတ်ဝင်စားရဆိုရင်ကျွန်တော်တို့တူ like ကြည့်ပေးပါအောင်ပေါ့နော်ပထမဆုံး unboxing လုပ်ဖြစ်တဲ့ရင်မွေးလေးကတော့ Odyssey ရဲ့ Limoni Fresh လို့ခေါ်ပါတယ်ခင်ဗျဒီ Limoni Fresh ရဲ့အနက်လေးကိုမပြောခင်မှာကျွန်တော်တို့ပလင်းရဲ့ပုံစံလေးကိုအရင်ကြည့်လိုက်ကြရအောင်Wow Odyssey line ကတခြားပုံမှန်ရင်မွေးနဲ့မတူဘဲနဲ့တော်တော်လေးကိုမှ unique ဖြစ်ပြီးတော့ကွဲထွက်နေတယ်လို့ပြောလို့ရတယ်ပြီးတော့သူ့အနံ့လေးကလည်းနာမည်လေးနဲ့လိုက်အောင်ကျွန်တော်တို့ lemon ကိုမှ fresh အရင်ဖြစ်ပြီးတော့ခေါင်းကြည့်စီတယ်ပြီးတော့ကျွန်တော်တို့စိတ်ချမ်းသာစေတယ်ဆိုတဲ့ရင်မွေးတစ်ခုလို့ပြောလို့ရတယ်ခင်ဗျဒီရင်မွေးလေးကိုဆွတ်ထားမယ်ဆိုရင်ကျွန်တော်တို့ရင်မွေးဆွတ်လို့အရင်မွေးပါတယ်ဆိုတာထက်ကိုကျွန်တော်တို့ရင်မွေးဆွတ်ပြီးတော့ refreshing အရင်ဖြစ်ပြီးတော့စိတ်ချမ်းသာမယ်စိတ်ကြည်မယ်ဆိုတဲ့ရင်မွေးတစ်ခုလို့ပြောလို့ရတယ်ခင်ဗျOkay ဒုတိယတစ်ခုဖောက်ပြမဲ့ရင်မွေးကတော့ Odyssey ရဲ့ Home White Edition လို့ခေါ်ပါတယ်ဗျသူ့ရဲ့နံလေးကကျွန်တော်ယောက်ျားလေးပဲနည်းနည်းလေးပို့သွားပေးမယ်မိန်းကလေးပါသုံးလို့ရတဲ့အနေအထားတစ်ခုမှရှိရပေါ့နော်ကျွန်တော်တို့အနံ့အကြောင်းကိုနောက်မှပြောပြီးတော့သူ့ရဲ့ပလင်းပုံစံလေးကိုကြည့်လိုက်ကြရအောင်ဗျOkay သူ့ရဲ့ပလင်းပုံစံလေးကတော့အရှိရ Limoni ပလင်းလို့အရန်ကြီးချစ်စရာ cute type ပုံစံလေးဖြစ်မနေဘဲနဲ့ယောက်ျားလေးတွေအကြိုက်ပဲဖြူဖြူဖွေးဖွေးတက်တက်ပြက်ပြက်လေးသွားနေတယ်လို့ပြောလို့ရတယ်ခင်ဗျသူ့နဲ့လေးပြောရမယ်ဆိုတော့ကျွန်တော်တို့ spike note ကိုမှခါဒီမွန်လေးနဲ့ပေါင်းထားပေးတယ်အဲ့ဒါကိုမှဘယ်ချိန်လေးသုံးလို့ကောင်းလဲဆိုတော့ရင်သူက day night တွေနဲ့ကျွန်တော်တို့ night out တွေအတွက်ဆိုပိုပြီးတင့်တော်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် download sting ပိုင်းကလည်းဘာမှအပြစ်ပြောစရာမရှိဘူးလို့ထင်တယ်9နာရီနဲ့10နာရီဝန်းကျင်ဆိုတော့မစိုးဘူးပေါ့နော်Okay နောက်ဆုံး unboxing လုပ်ပြမယ့်ရေမွေးလေးကတော့ Odyssey ရဲ့ Mega Limited Edition လို့ခေါ်ပါတယ်ဒီရေမွေးလေးကမတိတဲ့လူမရှိဘူးလို့တော့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တစ်ချိန်တစ်ခါက YS1 EDP နဲ့အနက်လိုင်းစင်နေဆိုပြီးတော့နာမည်ကြီးခဲ့တဲ့ကောင်လေးမို့လို့လူကြိုက်များတာတော့အမှန်ပါပဲဗျလူကြိုက်များဆိုသူ့အနက်လေးက YS1 EDP နဲ့ 98% လောက်ကိုတူတယ်လို့ပြောလို့ရတယ်ကျွန်တော်ဆိုရင်ဒီရေမွေးကိုဆက်ဆန်းချင်းတုန်းကဆိုရင် YS1 EDP နဲ့တော်တော်လေးတူပါလားဆိုပြီးအံ့ဩယူရလောက်တဲ့အထီကိုဖြစ်တယ်ပေါ့နော်Okay မိတ်ဆွေတို့လည်းကျွန်တော်ပြခဲ့တဲ့ရင်မွေး3မျိုးတွေကဘယ်ရင်မွေးကိုအကြိုက်ဆုံးလဲဆိုတာလေးကိုပြောခဲ့ပေးပါအောင်ဗျအနံ့ဆန်းရမယ်ဆိုရင်ဘယ်ရင်မွေးကိုအနံ့ဆန်းခြင်းဆုံးလဲဆိုတာလေးကိုလည်းပြောခဲ့ပေးပါအောင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ဗျ